one day one widget for 20 days ဆိုတဲ့ UN tutorial စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ day 1ပေါ့နော်ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့် widget ကတော့ scaffold widget ကျွန်တော်ကအခုဆိုလို့ရှိရင်Flutter နဲ့ application development လုပ်တဲ့အခါမှာအရေးကြီးဆုံးနဲ့အခြေခံကြဆုံး widget တွေတဲကတစ်ခုဖြစ်တဲ့ scaffold widget အကြောင်းအရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ် scaffold widget ကဘာလဲလို့ဆိုလို့ရှိရင်သူကapplication တိုင်းမှာလိုအပ်တဲ့အခြေခံကြတဲ့ widget တွေကို foundation ပုံစံမျိုး outline လုပ်ပေးတဲ့ widget တစ်ခုဖြစ်ပါတယ် scaffold widget တာမပါဘူးဆိုလို့ရှိရင်ကျွန်တော်အခုဒီ emulator မှာပြထားတဲ့အတိုင်းအမဲအောင်ရွေးမြင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော် application တစ်ခုကိုစပြီးတော့ outline ရေးပြီးဆိုလို့ရှိရင် scaffold widget ကပေါ်ဖို့လိုပါတယ်ခင်ဗျာကျွန်တော်တို့ scaffold widget ကိုခေါ်လိုက်မယ်သူ့မှာဘာတွေပါလဲဆိုလို့ရှိရင်ပထမဆုံးက add bar ပေါ့နော်ဆိုတော့ add bar ကဘာလုပ်လဲဘာသဘောမျိုးလဲဆိုတော့သူကတော်တော်များများ app တွေမှာလည်းတွေ့ရတယ်ပေါ့နော်ပေါ်ကဒီလို navigation bar လေးကို add bar လို့ခေါ်ရပါတော့ပြီးရင်သူ့မှာနောက်ထပ်တစ်မျိုးဖြစ်တဲ့ drawer ပါတယ်ပေါ့ drawer ကတော့ draw widget ကိုယူပါတယ် drawer ကဘာလဲဆိုတော့သူကကျွန်တော်တို့အချမ်းကိုဆွဲလိုက်လို့ရှိရင်ဒီလိုမျိုးလေး pop up ဖြစ်လာတဲ့ widget ကိုဆိုလိုတာဖြစ်ပါတယ်ပြီးရင်သူ့မှာ bottom navigation bar ပါတယ်ဒါတော့ရှေ့မှာဆိုလို့မရေးတော့ဘူးပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကြတော့ဒီ scaffold မှာထည့်သုံးလို့ရတာကြတော့ floating action button လို့ခေါ်တဲ့ကောင်လေးပေါ့နော်သူကဘာလဲဆိုတော့ဒီ page တစ်ခုမှာဆိုလို့ရှိရင်နေရာတစ်ခုရဲ့ fix ဖြစ်ပြီးတော့ရှိနေတဲ့button လေးပေါ့နော်ဒီအဲ့ button ကိုဆိုတာပါဆိုတော့ scaffold widget ကတော့ဒီလောက်ပါပဲပြီးရင် channel widget တွေကိုကျွန်တော်အသေးစိတ်ဆက်ပြီးရှင်းပြပေးပါမယ်